တရားမနာဘူးတရားအမထုတ်ဘူးဆိုရင်အတိမှန်ရပါမလားဒါကြောင့်တရားနာတာသည်အတိမှန်ရဖို့တရားအထုတ်တာသည်အတိမှန်ဘယ်တော့မှစလာတာတော့မေးအမေမွေးတော့ရင်စလာခဲ့တာအမေမွေးတော့ကအတိညာပါလာရဲ့လားအတိညာကဘုရားနာမရမယ်တဲ့တရားအားထုတ်မှအတိညာရဖို့ရအကြောင်းနှစ်ပါးပဲတရားနာတာသည်တရားအားထုတ်တာသည်အတိညာရတော့ဒုက္ခတွေအကုန်ချုပ်တယ်အဲ့တော့ဒုက္ခတွေဖြစ်နေရတာကအတိညာရလို့လားမရလို့လားဒုက္ခရောက်တယ်ဆိုတာအတိမှန်ကြောင့်ဒုက္ခရောက်တယ်အတိမှန်ရရင်ဒုက္ခဘာကြောင့်ဒုက္ခချုပ်ရတယ်ဘာကြောင့်ဒုက္ခဖြစ်ရတယ်ဒါကြောင့်ဘုရားနဲ့ဆရာသမားကအတိမှန်အောင်တရားဟောပေးနေတာဘာပေးနေတာတော့ဒကာဓမ္မတွေယူရမှာလဲအတိမှန်ကိုပဲယူရမယ်နော်အတိမှန်ပြလိုက်တော့အတိမှားတွေကပျောက်သွားတယ်ဘာကြောင့်လို့ဆိုတော့ဒုက္ခရောက်ရတယ်ဆိုတာအတိမှန်ကြောင့်ရောက်တာလားအတိမှားကြောင့်ရောက်နေတာလားသားလို့သိရင်အတိကမှားပြီသမီးလို့သိရင်အတိမှားရင်ဘာရောက်တော့မှာတော့ဒုက္ခရောက်တော့မှာအဲ့ဒါကြောင့်မလို့တရားဓမ္မတို့အတိမှန်ဖို့ရအတွက်တဲ့ဘုရားကမိမိတို့ခန္ဓာကိုယ်ကြီးကိုသုံးသပ်ပါဆင်ញင်ရမယ်မှန်ပါဗျာသုံးသပ်ဆင်ញင်လို့ရှိရင်အတိမှန်ရမှာပဲမသုံးသပ်ပဲမဆင်ញင်ပဲနေရင်အတိမှန်ကဟုတ်တယ်မလားအတိမှန်ရဖို့ဆိုရင်ဘာလုပ်ရမလဲမိမိတို့ရတဲ့ခန္ဓာကိုယ်ကြီးကိုဆင်ញင်ရမယ်သုံးသပ်ရမယ်ဟုတ်လားဆင်ញင်သုံးသပ်မှအတိညာကရမှာပါဆင်ញင်သုံးသပ်မှဘာရတော့အတိမှန်ရမယ်ဟုတ်တယ်မဟုတ်လားဆင်ញင်သုံးသပ်မှဘာလဲတော့အတိမှန်ရမဆင်ញင်တတ်လို့မသုံးသပ်တတ်လို့ရှိရင်အတိမှားနဲ့ပဲအချိန်ကုန်သွားတာပဲဘာမှနဲ့ချိန်ကုန်တော့မေမွေးကလေးကရင်သိလာတဲ့အသည့်တွေကပန်နာလားမှားနေတာလားကိုယောက်ျားလို့သိနေတာမိန်းမလို့သိနေတယ်ဆိုတာကသမုဒိနယ်မှာနော်မှန်ညာတော့လေပရမတ္ထသစ္စာအနေနဲ့ကြည့်မယ်ဆိုရင်မှားနေပရမတ္ထသစ္စာနဲ့ကြည့်နေမယ်ဆိုရင်မှားနေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ယောက်ျားလို့သိနေရင်အတိဟာမိန်းမလို့သိနေရင်ခင်ရမှာပဲလို့သိနေရင်အကိုရမှာပဲလို့သိနေရင်မှားတာနော်ဟုတ်တယ်မလားအတိမှားဟုတ်တယ်မလားအတိမှားကြနော်ဒကာဓမ္မတွေအမှန်မှားနော်အတိမှားကြောင့်ပါတယ်တော့အမှန်မှားဟုတ်တယ်မလားအဲ့တော့အမှန်မှားကြောင့်ဘာတွေဆက်ဖြစ်တော့ဆိုတော့အယူတွေလည်းမှားတာပေါ့နော်အတိမှားကြောင့်အမှန်မှားတယ်အမှန်မှားကြောင့်အယူမှားတယ်
အတိမားကြောင့်အမှန်မှားကြောင့်အယူမှားကြောင့်ဒုက္ခရောက်အယူမှန်ရင်ဒုက္ခချုပ်အယူမှားရင်ဒုက္ခတွေဖြစ်ဓမ္မတွေဘာကြောင့်ဒုက္ခဖြစ်နေရတာတော့အယူမှားဆိုတာဒိဋ္ဌိယူမှားဆိုတာဘာတော့အယူမှားဒိဋ္ဌိဟုတ်တယ်မလားယုံနာလို့မမြင်မဲနဲ့ပုဂ္ဂိုလ်တ attva လို့မြင်နေရင်ဒါအမြင်မှားပဲနော်အမြင်မှားကြဓမ္မတွေအယူမှားလာတာပဲအယူမှားဆိုတာမမြဲတာကိုမြဲတယ်လို့ယူနေတာဒီဆဲတာကိုချမ်းသာတယ်လို့ယူနေရင်အစိုးမရတာကိုအစိုးရတယ်လို့ယူနေရင်အယူပါအယူမှားဘယ်ရလာတော့လို့မေးတဲ့ခါကျတော့ဟမ်အတိမားကလာတာပဲဘယ်ရလာတာတော့အတိမားလာတာပဲအတိမားကြောင့်နှလုံးသွင်းမားသွားတာနှလုံးသွင်းမားလို့နော်သမုဒိယဖြစ်ရဘာဖြစ်ရတော့သမုဒိယဖြစ်လို့ဒုက္ခရောက်ရတယ်သမုဒိယဖြစ်လို့ဒုက္ခဘာကြောင့်ရောက်ရတယ်သမုဒိယဆိုတာဓမ္မတော့ခင်တွေ့တာသမုဒိယနော်လိုချင်တာသမုဒိယတတ်မဲ့တာသမုဒိယခင်တွေ့တာသမုဒိယလိုချင်မှုခင်မင်မှုတွေ့တာမှုတွေစိတ်ထဲမှာဖြစ်နေချမ်းသာမှာလားဆင်းရဲနေမှာလားဆင်းရဲအားလုံးဟာလိုချင်မှုကစဆင်းရဲအားလုံးဟာဘယ်အစမလိုချင်ချမ်းသာတယ်မလိုချင်မှပါတယ်တော့လိုချင်နေရင်ဆင်းရဲနေမှာပဲနော်ဘာကြောင့်လိုချင်နေတာတော့လို့မေးရင်သိလို့လားမသိလို့လားမသိတော့လိုချင်လာတယ်ဟုတ်တယ်မလားမသိတော့လိုချင်လာတယ်လိုချင်လာပြီဆိုရင်ဆွဲလန်းသွားတယ်လိုချင်လာရင်အဲ့ဒီဆွဲလန်းတဲ့နောက်ကမဖြစ်မနေအားထုတ်တာကကာမဘဝဆွဲလန်းတဲ့နောက်မှာမဖြစ်မနေအားထုတ်တာကကာယကံနဲ့အားထုတ်ယူတယ်ဝစီကံနဲ့အားထုတ်ယူတယ်မနောကံနဲ့အားထုတ်ယူတယ်ဟုတ်တယ်မလားအဲ့တော့ဓမ္မတွေဘာကြောင့်လိုချင်နေတာတော့လို့မေးရင်အမှန်ကိုမသိလို့လိုချင်တာဘာလို့လိုချင်တာတော့အမှန်ကိုမသိတော့လိုချင်နေဆိုတာနော်နှလုံးသွင်းမှားသွားတာအမှန်ကိုမသိတော့နှလုံးသွင်းရမှားတာနှလုံးသွင်းမှားနေလို့လိုချင်နေတာနှလုံးသွင်းမှားနေလို့နှလုံးသွင်းမှန်သွားရင်လိုချင်သေးလားဘာကြောင့်လိုချင်တာတော့နှလုံးသွင်းမှားတယ်ဆိုတာဓမ္မတော့အနိစ္စရှိတာကိုအနိစ္စလို့မသိရင်ဘာဖြစ်လို့ဒုက္ခရှိတာကိုဒုက္ခလို့မသိရင်အနတ္တရှိတာကိုအနတ္တလို့မသိရင်နှလုံးသွင်းမှားတာဒီတဲ့သိလို့လားမသိလို့လား